းလံတဲ့တောတောင်တွေကြားမှာတာတာရရလို့ခေါ်တဲ့ရွာတစ်ရွာရှိတယ်အပေါ်ယံကြည့်ရင်ဒီရွာဟာငိမ့်ချမ်းตาရတယ်လို့ထင်ရပေမဲ့15နှစ်ကြာခူထဲအောင်းနေတဲ့ခွေးဖားဘလူးကြီးတစ်ကောင်ဟာဒီရွာကိုစိုးမိုးချုပ်ကင်ထားတာပါဒီမိစ္ဆာကြီးဟာရွာသားတွေကိုဒုက္ခပေးုံနဲ့မကသူ့ကိုကယ်တင်ရှင်းလို့ထင်အောင်လုပ်ချင်တာဒါနဲ့ထူးခြားတဲ့အစီအစဉ်တစ်ခုသူလုပ်ခဲ့တယ်မင်းကိုဘဝပြောင်းအောင်လုပ်ပေးမယ်ငါ့ကိုတခုတော့ပြန်ပေးဆက်ရမယ်ဟုတ်ကဲ့ကျွန်တော်သဘောတူပါတယ်အရှင်ရွာထဲကမောင်မြင့်ကိုခေါ်ကာသူ့ရဲ့မှော်အစွမ်းတွေနဲ့ဂါရာမန်တန်တွေမှန်းမှုတ်ပြီးဒူလကီမူလကီဆူရှီပူစီစာမောင်မြင့်ကိုမြင်းမင်းသားအဖြစ်ပြောင်းပေးလိုက်ပါတယ်မောင်မြင့်ဟာသူ့ရဲ့မှော်ဆုံးအစွမ်းများဖြင့်အကအလှများအစိုးပညာရံများဖြင့်ရွာသားများကိုဆွဲဆောင်နိုင်ခဲ့တယ်လူလူချင်းပဲငါညာသနာရမယ်ဒါလေးအောင်နေမသိတတ်ဘူးကွယ်အေးမနေ့ပြန်ငါရစ်ပူစောဖို့ရှိတယ်မောင်မြင့်ကိုပွဲစီစဉ်ဖို့မှာလိုက်မောင်မြင့်ဟာမိစ္ဆာကြီးစိတ်ကြိုက်သူ့ရဲ့မှော်အစွမ်းတွေနဲ့သွေးဆောင်ဖျားယောင်းပါတော့တယ်ကျွန်တော်ဒီနေရာမှာပြောချင်တာကကျွန်တော်တို့ရွာကိုဖားဘလူးကြီးကငြိမ်းချမ်းအောင်လုပ်ပေးထားတယ်ဆိုတာပါပဲဒါကြောင့်ဖားဘလူးကြီးကိုကျွန်တော်တို့ရစ်သားစစ်သားရမယ်သဘောတူကြပါသလားသဘောတူပါတယ်သဘောတူပါတယ်ရှင်